အားလုံးပဲမင်္ဂလာပါဗျကျွန်တော်လောပိုင်းခက်မှန်းချက်များအစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အဲတော့ဒီနေ့ညစနေညမှာပွဲစဉ်တွေအများကြီးကစားဖို့ရှိတယ်ဒီနေ့ကနေပြီးတော့မှကျွန်တော်ကပုံမှန်တိုင်းပဲတပွဲကောင်းလေးရွေးချယ်ပြီးတော့မိတ်ဆွေများအနေနဲ့အကြိုက်တူရင်လိုက်ကစားလို့ရအောင်လို့ဒါတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မင်းညပွဲစဉ်ကြောင်းကိုပြန်ပြောမယ်ဆိုရင်မင်းညကကျွန်တော် YouTube channel မှာ Osborne နဲ့ကိုလုံးရဲ့ပွဲစဉ်မှာကျွန်တော်ကိုလုံးဘော်တွေရွေးပေးခဲ့တယ် Osborne က2-0နိုင်သွားလို့ကျွန်တော်ရွေးချယ်မှုလေးမင်းညကကြားခဲ့ပါတယ်အဲ့တော့ဒီနေ့ညမှာတော့ကျွန်တော်အကောင်းဆုံးပြင်လည်ရွေးချယ်ပြီးတော့မိတ်ဆွေတို့နေတဲ့အကြိုက်တွေလိုက်ကစားလို့ရအောင်လို့တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ညအတွက်ဒါကျွန်တော်ရဲ့ရွေးချယ်မှုလေးမစတင်ခင်မှာဒါကျွန်တော်ဒီနေ့က February 18ရက်နေ့ပေါ့နော်ကျွန်တော်နောက်ဆိုရင်ကျွန်တော် Match လပိုင်းစပါပြီအဲ့တော့3လပိုင်းဒီ Match လအတွက်လာစင်မှာပွဲအကြောင်းမေးထားတဲ့မိတ်ဆွေညီကိုများအနေနဲ့လာစင်မှာပွဲကျွန်တော်ပြန်ပြီးလက်ခံပေးနေပါပြီအဲ့တော့ဒီနေ့ကစပြီးယူမယ်ဆိုရင်ဒီနေ့ညရွေးချယ်မှုမှာစပြီးရရှိမှာဖြစ်ပါတယ်လာစင်မှာပွဲတွေကိုကျွန်တော်ဒီညကိုကျွန်တော်ပွဲနေရဲဆိုရင်တစ်ပွဲနှစ်ပွဲပေါ့ပွဲများရဲဆိုရင်3ပွဲ4ပွဲရွေးချယ်ပြီးတော့ပို့ပေးပါတယ်အကြောင်းမလို့ဒီညကို3-4ပွဲကစားခြင်းနဲ့မိတ်ဆွေညီကိုများအနေနဲ့ကျွန်တော်ရှိပါဒီလာစင်မှာပွဲယူပြီးတော့လက်တွဲလို့ရပါတယ်ကျွန်တော်တို့ဒီနောက်လ3လပိုင်းအတွက်လာစင်မှာတွေကိုဒီနေ့ကစပြီးတော့ပြန်လည်ပြီးလက်ခံပေးနေပြီဖြစ်ပါတယ်အဲ့တော့လာစင်မှာပွဲကြောင့်တိတိကျကျနဲ့မိတ်ဆွေများအနေနဲ့ဒါကျွန်တော်ရဲ့ Viber number 39989596 393ကိုဆက်သွယ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီပွဲစဉ်တွေအများကြီးကစားတာမကြိုက်ဘူးတပွဲကောင်းလေးပဲတည်တံ့ကစားခြင်းနဲ့မိတ်ဆွေများအတွက်ဒီနေ့ညပွဲစဉ်တွေမှာနေပြီးတော့ကျွန်တော် VIP တပွဲကောင်းရွေးချယ်မှုရှိပါတယ်မနေ့ညဆိုရင်ဒါကျွန်တော် VIP တပွဲကောင်းကိုပြင်သစ်လီဂူ1က Satra Ball နဲ့ Land တဲ့ပွဲစဉ်မှာကျွန်တော် Lance Ball ရွေးပေးခဲ့တယ်1-1နဲ့ပြီးခဲ့လို့ကျွန်တော်တို့ပြန်90စားခဲ့ရတယ်ပေါ့နော်မနေ့ညဆိုတာ Asian တဲ့က Lance တဲ့ကိုပြန်ပြီးပြန်90ကြောပေးရတာပေါ့နော်အဲ့တော့ဒီညမှာလည်းဒါတဘောကောင်းရွေးချယ်မှုရှိပါတယ်အကြောင်းမကျရှိပါဒီလာစင်မန်မာပွဲနဲ့ VIP တပွဲကောင်းကြောင်းသိချင်တဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ Viber number 39989596 393ကိုဆက်သွယ်ပြီးတော့အသေးစိတ်ကိုမေးမြန်းလို့ရပါတယ်အဲ့ဒီညမှာဒါကျွန်တော်ရွေးချယ်ပေးသွားတဲ့ပွဲစဉ်ကြောင်းကိုပြဆမယ်ဆိုရင်တော့ကျွန်တော်ကစပိန်လာလီဂါအစောဖြစ်တဲ့ဘယ်လီကာနိုနဲ့ဘီဘာအိုတဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်မှာလက်ရှိပေးထားတဲ့ကြီးက Asian တင်းက level 30ရှုံးပေးပြီးတော့ဂိုးပေါင်းကြီးက235ရှုံးဖွင့်ထားပါတယ်ဒီပွဲစဉ်မှာဒါကျွန်တော်ရဲ့အချက်ကတော့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဘာလို့လဲဆိုတော့ဘယ်လီကာနိုတင်းကအိမ်ဝင်းဆိုရင်အတော်လေးကစားဖို့မာတဲ့အသင်းဖြစ်တယ်ဘယ်လီကာနိုတင်းအိမ်ဝင်းမှာအီဒီဂရိုတင်းမှာဂိုးသွင်းကိုမရခဲ့ဘူးပေါ့နော်တစ်ဖက်ကဘီဘာအိုတင်းကလည်းဒီရာသီမှာဒါပိုတီနုစကိုရေးကစားအသင်းဖြစ်တယ်အဲ့တော့တစ်ဖက်ကဘီဘာအိုတင်းကပိုတီနုဒီပေါ့နော်ဒီပိုတီနုစကိုရက်တွေကစားတဲ့အသင်းဖြစ်တဲ့အနေထားမှာအေရှီဘယ်လီကာနိုတင်းကတရားဖို့ဂိုးရလိမ့်မလို့ကျွန်တော်တို့အနေနဲ့အကြံမြင့်ယူဆလို့ရတယ်ဒီခြေတင်မှာဂိုးပေါင်းကြီး235ရှုံးဆိုတဲ့ကြေးကိုကျွန်တော်ကမကြိုက်ဘူးဒီဝက်စမှာ1-1ဖြစ်တာနဲ့ကျွန်တော်ကပြား35ပဲရှုံးမဲ့အနေထားပါတော့အဲ့တော့ပြား35ရင်းပြီးတော့ဒီဝက်စမှာဂိုးပေါင်းအပေါ်ကိုကြိုက်မဲ့လူတွေများပါလိမ့်မယ်ကျွန်တော်ကတော့ဒီဝက်စမှာဝယ်လီဝါအရန်များနေတဲ့ဂိုးပေါင်းအပေါ်ကိုမကြိုက်ဘူးဒီဝက်စမှာဒါနှစ်သင်းလုံးဂိုးမဲနိုင်လို့ကျွန်တော်ထပ်ပြီးတော့ယူဆရတယ်ကျွန်တော်ဒီဝက်စမှာကျွန်တော်ဝိုင်းပြကစားညီကိုဆိုရင်ပိုတီနုစကိုမှာဒါ no bar လိုက်ကစားလို့ရပါတယ်ဒီဝက်စမှာ 1-0-1 CC နဲ့ပြီးသွားမယ်လို့ကျွန်တော်ကခံမှန်းထားတယ်အဲကြောင့်မလို့ဒီညမှာဒါကျွန်တော်ရဲ့ရွေးချယ်မှုရ Asian Volcano ရဲ့အိမ်ဝင်းကစားပုံမှားကြောင့်လို့ဂိုးပြနိုင်ခံမှန်းထားတယ်ဒီအောင်အသင်းကလည်းအဝတ်ကွင်းမှာဘယ်လီကာနိုအသင်းကိုအရေးဖွင့်ကစားမယ်လို့မထင်ဘူးအဲကြောင့်မလို့ဘယ်လီကာနိုအသင်းနဲ့လည်းဂိုးရဖို့ခက်ခဲမယ်လို့ကျွန်တော်ကယုံကြည်တယ်အဲကြောင့်မလို့ဒီညစပိန်လာလီဂါဆော့ဝဲကဘယ်လီကာနိုနဲ့ဘီဘာအိုအသင်းရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများအနေနဲ့လည်းကျွန်တော်ရဲ့အကြိုက်တူရဆိုရင် like ကစားလို့ရအောင်လို့ဒါကျွန်တော်ရဲ့ YouTube channel မှာလာအောင်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်ဒီညမှာလည်းဒါကျွန်တော်ရဲ့ရွေးချယ်မှုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပါစေလို့ကျွန်တော်ကမျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုအမြဲတမ်းအားပေးကြတဲ့မိတ်ဆွေညီကိုများအားလုံးကျိုးချင်းတက်ရှင်စီကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစနေညမှာလည်းအဆင်ပြေကြပါစေ